လောကကြီးမှာကိုတယောက်တည်းပင်ပန်းလေးရတယ်လို့ခံစားရတဲ့အခါမျိုးတွေရှိတတ်ပါတယ်။စူးစမ်းသလောက်အရာမထင်ဘူးလို့ထင်ရတဲ့နေ့ရက်တွေကတကယ်တော့တင့်ကိုပိုပြီးခိုင်မာတောင့်တင်းလာအောင်ပြိုးထောင်ပေးနေတာပါ။တစ်ပင်တစ်ပင်ဟာမုန်တိုင်းတန်ကိုခံနိုင်ရရှိဖို့မြေကြီးတဲ့ကိုအမြင့်တွေနဲ့နဲ့ရှမ်းရှမ်းဆင်းရသလိုမျိုးပေါ့။အခုတင်ဖြတ်တိုင်းနေရတဲ့အခက်အခဲတွေဟာလည်းနောက်တစ်ဆင့်ကိုတက်လန်းဖို့အတွက်လိုအပ်တဲ့သင်ခန်းစာတွေပါပဲ။တခြားလူတွေနဲ့ကိုနှိုင်းယှဉ်ပြီးစိတ်သက်ချမနေပါနဲ့လူတိုင်းမှာကိုစီပွင့်ရမယ့်အချိန်နဲ့ယာသည်ဆိုတာရှိပါတယ်အရေးကြီးတာကလဲကျသွားတဲ့အခါတိုင်းပြန်ထဖို့စိတ်သက်မကြဘူးပါပဲအောင်မြင်မှုဆိုတာတညတိုင်းနဲ့ရောက်လာတာမျိုးမဟုတ်ပဲနေ့စဉ်နေ့တိုင်းရုန်းကန်လှူရှားနေတဲ့တင့်ရဲ့ခြေလန့်အသေးလေးတွေစူးစီးရကနေဖြစ်တည်လာတာပါတင့်မှာရှိနေတဲ့စွမ်းရည်တွေကိုယုံကြည်ပါဒီနေ့ဟာမနေ့ကထပ်ပိုကောင်းအောင်တင့်လုံနိုင်ပါတယ်အရှုံးမပေးပဲဆက်ရှောင်နိုင်ပါအဆုံးသတ်မှာတော့တင့်ရဲ့ကြိုးစားမှုတွေကလှပတဲ့ရလက်တွေဖြစ်ပြန်လဲပွင့်လန်းလာပါလိမ့်မယ်မိမိကိုယ်ကိုအကောင်းဆုံးယုံကြည်မှုနဲ့ရှေ့ဆက်နိုင်ပါ